Lily ပါမြန်မာပါရှင် Lily ကဒီနေ့မှာတော့ YouTuber တွေနာမည်ကိုရှာဝါမှာပဲဖြစ်ပါတယ်အားလုံးတွားရအောင်နော် BEPACY LEEY ကနောက်ထပ်တစ်ယောက်ပေါ့နော်ပြမယ်ဘာလဲဒီကွာတော်လေးအမဒီမလေးတွေ့လဲမဒီလေးကို front အလေးပေါ့နော်လီရအပြီးပါပြီOkay,နောက်ထပ်တရားတော့မယ်ဗောနော် VEILပြီးတော့ဒီရဟီလရမရသေးဘူး VEIL BEEN ဒီရှာလေးရောရပြီဗောနော်ဒီတိုင်းပဲရှာမှာပါထက်ရှာဘယ်တော့ဒီတိုင်းတောက်လေးပေါ်လာရင်ဘယ်လိုနော်ဖန်နေဆိုပြီးတော့ရှာလို့မရဘူးဖြစ်သူဟာတရှာမဟုတ်ဘူးဒီလေတောက်လေး VENIL နော်အမရှာလိုက်တောက်လေးမာနေလီတော့တောက်လေးဟာတရီကနေရောက်ကုန်ပြီ VANL အန်ကြခဲဒီအကောကြံခဲနေရပါတော့ Okay တောက်အောင်လေးအမဒီမလေးတူလေးမအဲ့လေး front အလေးပေါ့နော်နောက်ဆုံးတစ်ယောက်ဖြစ်တဲ့ချူတော်မဲ့ developer တွေပေါ့နော်အဲ့မဟုတ်ဘူး Okay GREATIVNOKYLE ရှာလိုက်အောင်ပဲပေါ့နော်သူကနောက်ကမှန်ချက်ရတော့မသိသေးဘူးဒီတိုင်းလေးမှာ front လုပ်လိုက်ပြီးပါပြီဒါပဲ3ခုပဲတည်တယ် RB Rose ကတော့ကျွန်မလည်းမသိဘူးဒီမှာရှာပြမယ် RB Rose ကတော့မရှိသေးဘူးဒီတိုင်းပေါ်နေ RB Rose ကတော့ရှိသေးဘူးဘောနော်နောက်မှတီးမှဒီလီပြောပြမယ်လီလည်းဒီလောက်ဗီဒီယိုလေးနဲ့ပဲပေါ့နော်အားလုံး bye bye နောက်ဗီဒီယိုမှာပြန်တွေ့မယ်ချစ်တယ်နော်